ကျွန်တော်မင်္ဂလာဆောင်ညမှာညီရင်းခောက်ကသူတို့သမီးချင်းလဲဖို့ရုတ်တရက်တောင်းဆိုလာပါတယ်။အရင်ဘဝတုန်းကကျွန်တော်ကရွာသူကြီးသမီးနဲ့လက်ထပ်ခဲ့ပြီးတက္ကသိုလ်တက်နေမှာအချမ်းသာဆုံးတစ်ထေးဖြစ်လာခဲ့တာပါ။ဒါပေမဲ့ကျွန်တော်ညီကတော့ရွာလလေးနဲ့လက်ထပ်ခဲ့ပြီးမင်္ဂလာဦးညမှာတင်မျက်စိတစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။ကျွန်တော်တို့ဘဝတွေကွာခြားသွားတာကိုကြည့်ပြီးသူကကျွန်တော်အပေါ်တိတ်ကိုမနာလိုဖြစ်ခဲ့တာပါ။တနေ့မှာကျွန်တော်ကားမောင်းနေတော့သူကနောက်ကနေပလင်းနဲ့ဝင်ရိုက်ပြီးတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာကုန်ကားကြီးတစ်စီးကအရှိန်နဲ့ဝင်တိုက်လို့ကျွန်တော်တို့နှစ်ယောက်လုံးတေဆုံးသွားခဲ့ရတယ်။ဒါပေမဲ့မျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့မင်္ဂလာဆောင်ညကိုပြန်ရောက်နေခဲ့ပါပြီ။ညီဖြစ်သူကရွာသူကြီးသမီးကိုပဲလက်ထပ်မယ်လို့ချက်ချင်းကြေညာပါတယ်။အဲ့ဒီအချိန်မှာသူလဲဘဝတစ်ပြန်စခွင့်ရတာကိုကျွန်တော်ရိပ်မိလိုက်တယ်။ကျွန်တော်ကိုမူးနေတဲ့ထင်တဲ့သူကဒီတစ်ချိန်မှာကံကြမ္မာကိုပြောင်းလဲပြစ်မယ်လို့မောက်မာပြောပါတယ်။ကျွန်တော်ပိုင်ဆိုင်သမျှအကုန်လုံးသူ့ဟာဖြစ်တော့မယ်တဲ့။ဒါပေမဲ့အရင်ဘဝကကျွန်တော်အောင်မြင်မှုတွေဟာကိုအားကိုပြီးစူးစမ်းခဲ့တာဆိုတာ तू မသိပါဘူးအဆိုးဆုံးကတော့ရွာသူကြီးသမီးဟာသူမရဲ့ရည်စားနဲ့ကိုဝင်ရှိနေတာကိုလည်း तू မသိရှာဘူးမကြခင်မှာပဲလူတစုကကျွန်တော်ကိုရွာလလေးရဲ့အခန်းထဲပို့ပေးကြပါတယ်သူမကတော့အိယာပုံမှာကက်ကြီးတစ်စုံကိုကင်ပြီးတုံရင်ထိုင်နေတာပါဒါပေမဲ့ကျွန်တော်ကိုမြင်လိုက်ရတဲ့အခါသူမရဲ့မျက်နှာအမူအရာချက်ချင်းပြောင်းသွားပါတယ်ဘာဖြစ်လို့လဲဆိုတော့